မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်းမှာရှိတဲ့တနင်္သာရီတိုင်းဒေသကြီးရဲ့ကမ်းလွန်ပင်လယ်ပြင်ထဲမှာကျွန်းပေါင်း800ကျော်နဲ့တာယာလှပတဲ့မြိတ်ကျွန်းစုကြီးရှိနေပါတယ်။ဒီလိုလှပလွန်းတဲ့ကျွန်းစုတွေကြားမှာသဘာဝတရားနဲ့ရင်းနှီးကျွမ်းဝင်ပြီးထူးခြားတဲ့လူနေမှုဘဝကိုပိုင်ဆိုင်ထားသူတွေရှိကြပါတယ်။သူတို့တွေကတော့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ဗမာလူမျိုးစု9စုတဲကတစ်မျိုးဖြစ်တဲ့ပင်လယ်ပျော်စလုံလူမျိုးတွေပဲဖြစ်ပါတယ်။စလုံလူမျိုးတွေကိုမော်ကင်းလို့လည်းခေါ်ကြပါတယ်။စလုံလူမျိုးတွေဟာကော့တောင်ကျွန်းစုဗုတ်ပြင်းမြို့နယ်ကကျွန်းတွေပေါ်မှာနေထိုင်ကြပါတယ်။စလုံလူမျိုးတွေအတွက်တော့ပင်လယ်ပြင်ဟာသူတို့ရဲ့အိမ်ဖြစ်ပြီးလေဟာသူတို့ရဲ့ဘဝပဲဖြစ်ပါတယ်။တကျွန်းကတကျွန်းစီကိုလှည့်လည်ကျဆားကြတာဟာရာစုနှစ်ပေါင်းများစွာကတည်းကဆင်းသက်လာတဲ့ရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။တစ်ဝါရင်ကန်းသားတို့နဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ရိုးရာလေးပေါ်မှာမိသားစုလိုက်တစ်နှစ်ပတ်လုံးဒီပါအခြေချနေထိုင်ကြပြီးမိုးရင်းကာလမုန်တိုင်းထန်ချိန်မှသာကျွန်းစုတွေပေါ်မှာယာယီတဲထိုးပြီးနေထိုင်ကြပါတယ်။စလုံလူမျိုးတွေရဲ့အမခန်းဆွဲရည်ကတော့ရေငုပ်ကျွမ်းကျင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်စလုံလူမျိုးတွေကိုစီးဂျစ်စီလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။စလုံလူမျိုးတွေဟာအောက်ဆီဂျင်ဘူးဒါမှမဟုတ်ခေတ်မီကိရိယာတွေမပါဘဲပင်လယ်ရေအောက်ပေပေါင်းများစွာကိုမိနစ်အတော်ကြာအောင်ငုပ်ရှူးနိုင်ကြပါတယ်။ရေထဲမှာမွေးဖွားပြီးလှိုင်းကြားမှာကြီးပြင်းလာတဲ့စလုံတိုင်းရင်းသားတွေဟာအသက်10နှစ်အရွယ်မှာတင်ရေကူးရေငုပ်အတတ်ပညာတွေမှာအံ့ဩလောက်အောင်ကျွမ်းကျင်နေကြပြီဖြစ်ပါတယ်။လှိုင်းတပိုးတွေကြားမှာနာနာနေနေဆိုတာစလုံတို့ရဲ့အဘိဓမ္မာမရှိပါဘူး။အရွယ်မရွေးအချိန်မရွေးတက်ကြွစွာအလုံးလုံးနေတတ်တဲ့သူတို့ရဲ့သဘာဝဟာအလွန်ကိုလေးစားစရာကောင်းလာပါတယ်။အမြဲတစေအလုပ်တစ်ခုခုကိုအားစိုက်လှုပ်ဆောင်နေခြင်းကပဲစလုံတို့ရဲ့ထူးခြားတဲ့ခွန်အားနဲ့လွတ်လပ်မှုကိုဖော်ဆောင်နေတာဖြစ်ပါတယ်။စလုံလူမျိုးတွေရဲ့အသက်မွေးဝမ်းကြောင်းမှုကတော့ပင်လယ်ခရုကမာငါးကြီးအံပတ်ပင်လယ်ရေမော်ပလဲငှက်တိုင်ပြားရည်ပရာစည်းပင်တွေကိုရှာဖွေစုဆောင်းရောင်းချခြင်းပဲဖြစ်ပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာပင်လယ်ရေအောက်မှာပုံမှန်ထက်ပုံမိုကြည်လင်စွာမြင်နိုင်စွမ်းရှိကြပြီးပင်လယ်မျှော့ကမာခရုနဲ့ပလဲတွေကိုရှာဖွေတဲ့နေရာမှာပြိုင်ပတ်ကင်းသူတွေဖြစ်ပါတယ်။စလုံလူမျိုးတွေဟာကမ်းခြေကြောက်ဆောင်ကြောက်ကြိုးကြောက်ကြားအောက်ကငါးတွေကိုခရင်စုကမိမ့်တန်ရှည်တွေနဲ့ထိုးပြီးဖမ်းယူကြပါတယ်။ယခုအခါခင်ပြီးလာတဲ့စလုံလူမျိုးတွေဟာရေငုပ်မြက်မှန်အောက်ဆီဂျင်အသက်ရှူဘူးတွေအသုံးပြုရေငုပ်ပြီးတော့ပင်လယ်မြို့နဲ့ပလဲတွေကိုရှာဖွေနေကြပြီဖြစ်ပါတယ်။စလုံမျိုးသားတယောက်ရဲ့အရေးအသွေးကိုကပန်းလှေတိဆောက်ရာမှာကျွမ်းကျင်မှုရေအောက်တယံဇာတများရှာဖွေနိုင်မှုပင်လယ်ရေစီးကြောင်းနဲ့အနဝါဗီရအတတ်ပညာအပေါ်မူတည်ပြီးတော့အကဲဖြတ်လေးရှိကြပါတယ်။စလုံမျိုးသမီးတို့ရဲ့အရေးအသွေးကိုတော့ခရင်ရှာခြင်းရိုးရာဖျားရက်လုပ်ခြင်းအိမ်တော်မှုထိမ့်သိမ်းနိုင်ခြင်းတွေအပေါ်မူတည်ပြီးအကဲဖြတ်ရွေးချယ်လေးရှိကြပါတယ်။စလုံလူမျိုးတွေဟာသဘာဝတရားကိုအမိပြုနေထိုင်သူတွေဖြစ်တယ်လို့ပင်လယ်ပြင်ကိုချစ်ခင်ကြသူတွေလည်းဖြစ်ပါတယ်။Ang gulong ada lagi gulong စလုံလူမျိုးတွေမှာကိုယ်ပိုင်ဘာသာစကားနဲ့ထူးခြားတဲ့ယုံကြည်မှုတွေရှိကြပါတယ်။နတ်ဆရာဟာစလုံလူမျိုးတို့ရဲ့အခေဟာဖြစ်ပြီး
ပျော်ပွဲရှင်ပွဲတွေတင်သာမကဖျားနာတဲ့အခါဒါမှမဟုတ်တဦးတစ်ယောက်တည်ဆုံးတဲ့အခါမှာနတ်ဆရာရဲ့ပြောဆိုမှုအတိုင်းစပါးပြောင်းအရက်ပြားရည်ကွန်ဘဲသွေးစိမ်းကြက်လင်းပိုင်ပင်လယ်လိပ်တို့နဲ့ရစ်ပူဇော်လေးရှိကြပါတယ်ပင်လယ်ဆောင်နဲ့ကျွန်းဆောင်နှက်တွေကိုယုံကြည်ကြတဲ့အတွက်နှစ်စဉ်နတ်ပူဇော်ပွဲတွေကိုကျင်းပလေးရှိကြပါတယ်အဲ့ဒီပူဇော်ပွဲတွေမှာရိုးရာတေးဂီတတွေကားခုံမှုတွေနဲ့အတူနောက်နှစ်အတွက်ဘေးအန္တရာယ်ကင်းရှင်းစေဖို့နဲ့ရေထွက်ပစ္စည်းတွေပေါ်များစေဖို့ဆုတောင်းကြပါတယ်ဒီကနေ့မှာတော့ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှစလုံလူမျိုးတွေရဲ့လူနေမှုဘဝဟာလည်းစိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်နေရပေမယ့်စလုံလူမျိုးတွေရဲ့ပင်လယ်ပြင်ပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာနဲ့ရိုးရာယဉ်ကျေးမှုတွေကတော့မင်းမိန်ပျောက်ကွယ်သွားမှာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အဖိုးတန်မျိုးနွယ်စုတစ်ခုဖြစ်တဲ့စလုံလူမျိုးတွေဟာကျမတို့နိုင်ငံရဲ့ထူးခြားတဲ့ပြရုပ်တစ်ခုအဖြစ်ပင်လယ်ပြပြကြားမှာဆက်လက်ရှင်သန်နေဦးမှာဖြစ်ပါကြောင်းပင်လယ်ပျော်စလုံလူမျိုးတွေအကြောင်းကိုတင်ဆက်လိုက်ရပါတယ်ရှင်